ဟေပြဲဩဝါဒစာအခန်းကြီး30တနည်းကပြည့်ညတ်တရားသည်နောက်ဖြစ်လက်တန့်သောမင်္ဂလာအကျိုးတို့၏သေချာသောပုံသဏ္ဍာန်ကိုမပြအရေးကိုသာပြသည်ဖြစ်၍နေ့စဉ်မပြပူဇော်သောရစ်အားဖြင့်အထံတော်သို့ချီးကပ်သောသူတို့ကိုစုံလင်ခြင်းအဖြစ်၌မတည်စေနိုင်ရာတည်စေနိုင်လျှင်ဝုပြုသောသူတို့သည်တခါဒီနှင့်စင်ကြယ်ခြင်းသို့ရောက်ပြီးမှနောက်တစ်ဖန်တန်ဝင်ကတရားရเสียအကြောင်းအလင်းမရှိသည်ဖြစ်သောကြောင့်ထိုရစ်တို့ကိုတခါဒီသာပူဇော်၍နောက်တစ်ဖန်မပူဇော်ဘဲနေရကြမည်မဟုတ်လောယခုမူကားရစ်ပူဇော်သည်တွင်အပြစ်များကိုနှစ်တိုင်းအောက်မေ့ခြင်းရှိ၏အကြောင်းမူကားနွားစိတ်၏အသွေးသည်အပြစ်ကိုမပယ်နိုင်ရာထို့ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါအိုဖျားသခင်ကိုတော်သည်ရစ်နှင့်ပူဇော်တကားကိုအလိုတော်မရှိသည်ဖြစ်၍အကျွန်ုပ်အဖို့ကိုခန္ဓာကိုပြင်ဆင်တော်မူပြီးမီးရှို့ရာရစ်နှင့်အပြစ်ဖြေရာရစ်များကိုအာရနှစ်သက်တော်မမူသောအခါကျမ်းစာလိမ့်၌အကျွန်ုပ်ကိုအမှတ်ပြု၍ရေးထားသည်နှင့်အညီအကျွန်ုပ်သည်ကိုတော်၏အလိုကိုဆောင်အံ့သောငှာသွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏ပညာတရားအတိုင်းပြုရသောဝတ်ကိုရည်ဆောင်လက်ခရစ်တော်ကမိရှုရာရစ်အပြစ်ဖြေရာရစ်အဆရှိသောရစ်များနှင့်ပူဇော်တကားများတို့ကိုတော်သည်အလိုတော်မရှိအာရနှစ်သက်တော်မမူဟုအထက်ကဆိုနေပြီးမှတဖန်တုံးအိုဖျားသခင်အကျွန်ုပ်သည်ကိုတော်ဤအလိုကိုဆောင်အံ့သောငါသွားပါမည်ဟုဆိုသည်တွင်ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုပယ်၏ထိုအလိုတော်နှင့်အညီယေရှုခရစ်၏ကိုတော်ကိုတခါတည်းပူဇော်သောအဖြစ်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏ရစ်ပြောဟိတ်မိသည်ကားနေ့တိုင်းဝတ်ပြုလေအပြစ်ကိုမဖြေနိုင်သောရစ်ကိုအထထအဖန်ဖန်ပူဇော်လက်ရနေရ၏ထိုသခင်မူကားအပြစ်ကိုဖြေခြင်းကရစ်တစ်ခုဒီကိုပူဇော်ပြီးမှဆ၍ဘုရားသခင်၏လက်ရတော်ဘက်၌အစဉ်အမြဲထိုင်၍မိမိရန်သူတို့ကိုမိမိခြေတင်ရာမချထားမိတိုင်အောင်မျော်လင့်လျက်နေတော်မူ၏အကြောင်းမူကားစင်ကြယ်သောသူတို့သည်ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းကတခါတည်းပူဇော်ခြင်းအားဖြင့်ပြုတော်မူ၏ထို့သောနှင့်အညီတန်ရှင်သောဝိညာဉ်တော်သည်ငါတို့အားသက်သေပေးတော်မူသည်မှာနောင်ကာလအခါသူတို့၌ငါပေးသောပရိညင်တရားဟုမူကားထာဝရဘုရားသည်ငါပညတ်တို့ကိုသူတို့နှလုံးထဲမှပေးသွင်းမည်သူတို့စိတ်ဝိညာဉ်၏အပေါ်မှာရေးထားမည်ဟုအထက်ကမိန့်တော်မူပြီးမှတဖန်တုံးသူတို့ပြစ်မှားခြင်းလွန်ကျူးခြင်းအမျိုးမျိုးကိုငါမအောက်မေ့ဘဲနေမည်ဟုလာသည်ထိုအပြစ်တို့ကိုလွတ်ပြီးလင်နောက်တဖန်အပြစ်ဖြေသောပူဇော်တကားကိုပြုเสียအကြောင်းမရှိထို့ကြောင့်ညီကိုတို့ယေရှု၏ကိုယ်ခန္ဓာတော်ဒီဟုသောကလကာအားဖြင့်ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းသစ်တွင်ငါတို့သည်သက်ရှင်ရာဌာနထဲသို့အသွေးတော်ကိုအမိပြု၍အစီအတာမရှိဝင်ရသောအခွင့်ရှိသဖြင့်၎င်းဘုရားသခင်၏အိမ်တော်ကိုအုပ်ဆိုးသောရစ်ပြောဟိတ်မင်းရှိသဖြင့်၎င်းငါတို့သည်သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍ဝေစီကိစ္စနှင့်ကင်းသောယုံကြည်ခြင်း၌တည်လေစိတ်နှလုံးကိုတန်ဝေကတရားနှင့်လွတ်အောင်ဖြန်းခြင်းကိုယ်ကာယကိုလည်းကြည်သာရည်ဖြင့်စေကြောခြင်းရှိပြီးမှအထံတော်သို့တိုးဝင်ချီးကပ်ကြကုန်အံ့မျော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍မတိမ်ရေမရွေ့လျော့ဘဲတည်ကြည်ကြကုန်အံ့အကြောင်းမူကားဂတိထားတော်မူသောသူသည်သစ္စာနှင့်ပြည့်စုံတော်မူ၏ထိုမှတပါမေတ္တာစိတ်ရှိစေခြင်းက၎င်းကောင်းသောအကျင့်ကိုကျင့်စေခြင်းက၎င်းတိုက်တွန်းနိုးဆော်ရသောအခွင့်ကိုရှာ၍အချင်းချင်းတယောက်ကိုတယောက်ထောက်စာကြည့်ရှုကြကုန်အံ့လူအချို့တို့၏ထုံးစံရှိသည့်အတိုင်းအချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွဲကြနှင့်
အချင်းချင်းတို့ကိုတိုက်တွန်းနိုးဆော်ကြလော့ကာလအချိန်ရောက်လူနီးသည်ကိုထောက်သဖြင့်သာ၍ကြိုးစားကြလော့အကြောင်းမူကားတမန်တရားကိုသိပြီးမှကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လင်နောက်တစ်ဖန်အပြစ်ဖြေသောရစ်ကိုပူဇော်ရာအခွင့်မရှိဘဲဒဏ်စီချင်းကိုခံရမည်ဟုကြောက်မက်ဖွယ်သောမျော်လင့်ရသောအကြောင်းငင်းဆန်သောသူတို့ကိုဖျက်ဆီးဖို့ရာအမျက်တော်မီးလောင်ခြင်းကိုခံရသောအကြောင်းရှိ၏မောရှေ၏တရားကိုပယ်သောသူမည်သည်ကားတက်တဲ့ခံ2ဦး3ဦးရှိလျင်တနာချင်းကိုမခံရဘဲသေရ၏ထိုမြတ်မကဖျားသခင်၏သားတော်ကိုခြေဖြင့်ကြော်နှင်းလက်မိမိကိုစင်ကြယ်စေသောဗဒိညင်တရား၏အသွေးကိုအပြစ်တင်လက်စုကျေးဇူးကိုပေးသောဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုလက်ရှိသောသူသည်အဘယ်မျှလောက်ကြီးစွာသောဒဏ်ဖြင့်ခံထိုက်သည်ကိုသင်တို့ထင်ကြသနည်းငါသည်အပြစ်တရားကိုစီရင်ပိုင်၏အပြစ်နှင့်လျောက်ငါဆက်ပေးမည်ဟူ၍၎င်းထာဝရဘုရားသည်မိမိလူတို့အဖို့တရားစီရင်မည်ဟူ၍၎င်းမိန့်တော်မူသောသူကိုငါတို့သည်အမှန်သိကြ၏အသက်ရှင်တော်မူသောဖျားသခင်၏လက်တော်သို့ကြာရောက်ခြင်းအမှုသည်ကြောက်မက်ဖွယ်သောအမှုဖြစ်သည်သင်တို့သည်အလင်းသို့ရောက်ပြီးသည့်နောက်လူများရှိမှကဲ့ရဲ့ညှင်းဆဲခြင်းကိုခံရသဖြင့်၎င်းထိုတို့ခံရသောသူတို့နှင့်ဆက်ဆံသောအပေါင်းအဖော်ဖြစ်သဖြင့်၎င်းကြီးစွာသောဆင်းရဲဒုက္ခဝေဒနာများကိုဆိုင်ပြန်တိုက်လန့်ခြင်းနှင့်တွေ့ကြုံသောအထက်ကာလအချိန်ကိုအောက်မေ့ကြလော့ထိုအခါသင်တို့သည်အကျဉ်းခံရသောသူတို့အတွက်ကြောင့်ဂျေနာသောစိတ်ရှိရသည်သာမကကိုယ်ပစ္စည်းဥစ္စာများကိုသူတစ်ပါးလူယူဖျက်ဆီးတော်လဲကိုသုံးเสียဖို့ကောင်းကင်ဘုံ၌သာ၍မြတ်သောအမြဲတည်သောဗန္တာရှိသည်ကိုသိ၍လူယူဖျက်ဆီးခြင်းကိုဝမ်းမြောက်သောစိတ်နှင့်ဝန်ခံကြ၏ထို့ကြောင့်ကြီးစွာသောအကျိုးနှင့်ရှင်သောသင်တို့၏ရဲရင်ခြင်းစိတ်ကိုမစွန့်ကြနှင့်ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှဂတိတော်အတိုင်းအကျိုးကိုရမည်အကြောင်းသီးခံခြင်းစိတ်ရှိရမည်အဘယ်ကြောင့်နည်းဟုမူကားကြွလာလက်တန့်သောသူသည်မဆိုင်မလင့်ပဲမကြာမမြင့်မီရောက်တော်မူလိမ့်မည်ကြောင့်မတော်သူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်သို့တော်လည်းရွေ့လျော့လျင်ငါစိတ်ဝိညာဉ်သည်ထိုသူကိုအားရနှစ်သက်ခြင်းရှိဟုဖျားသခင်အမိန့်တော်ရှိ၏ငါတို့မူကားပျက်စီးခြင်းသို့ရောက်အံ့သောငါရွေ့လျော့သောသူမဟုတ်စိတ်ဝိညာဉ်သည်ကယ်တင်ခြင်းသို့ရောက်အံ့သောငါယုံကြည်သောသူဖြစ်ကြ၏